ကဲဒီနေ့မှာတော့အိမ်မှာကြန့်ရှိနေတဲ့လက်ကျန်အသီးရွက်လေးတွေနဲ့အာဟာရလည်းပြည့်ဝအောင်ကလေးတွေအကြိုက်ခုလိုမျိုးလေးလုပ်ကြည့်ဖြစ်ပါတယ်ရှင်အသီးရွက်လေးတွေကတော့တမိုးတင်ပြီးအာဟာရများစွာပါဝင်တဲ့ပြောင်းဘူးအာလူဂေါ်ဘီတုံးဘူးဒီရုံးမလေဒီခါကျဲဥနီကျက်တုန်နီမြခွာရတော့ကိုလက်ကျန်ကြုံမုံလေးတွေနဲ့ရောပြီးတော့ကြော်ပါမယ်အခုလိုဗီတာမင်များစွာပါဝင်တဲ့အသီးရွက်ကလေးတွေကိုလက်ကျန်ကြုံမုံလေးတွေနဲ့ရောပြီးတော့ကြော်ပါမယ်အရင်ဆုံးကြုံမုံလေးတွေကိုစားလေးနည်းနည်းထည့်ပြီးတော့မွေထားပေးပါမယ်ပြီးရင်တော့ရေလေးနည်းနည်းချင်းစီထည့်ပြီးတော့ကြုံမုံလေးတွေဖြစ်သွားတဲ့အထိမွေပေးရပါမယ်ကြုံမုံအနည်းလေးတွေရပြီဆိုရင်ကတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်အသီးရွက်လေးတွေကိုတော့ရေတခြားတက်ဆင်ပေးပြီးအနေတော်လေးတွေပိုင်ထားပေးလိုက်ပါမယ်အခုလိုဟိုနန်းနဲ့ဒီနန်းနဲ့ပုံနေတဲ့အသီးရွက်လေးတွေကိုအလဟတ်တမဖြစ်အောင်လက်ကျန်ကြုံမုံလေးနဲ့ရောပြီးအခုလိုမျိုးအာဟာရပြေဝအောင်ကလေးတွေအတွက်ကောမိသားစုကမကြမ်းအလွယ်တကူလုပ်ကြည့်လို့ရတယ်နော်အခုလိုကုန်စည်နှုန်းတွေကြီးတဲ့အခါမှာအပြစ်မှာဝယ်စားတာတဲ့အိမ်မှာအခုလိုကြန့်ရှိနေတာလေးနဲ့ပဲကိုယ်တိုင်လှုပ်ရှားတော့တန်တန်ရှင်းရှင်းနဲ့တအိမ်လုံးလဲဝဝလေးလေးစားလို့ရတာပေါ့နော်အတီးအရွက်စုံဆိုတော့လေဗီတာမင်များစွာပါတယ်ပေါ့နော်စားတဲ့အခါမှာအာဟာရအပြည့်အဝလည်းပါပြီးတော့ပေါ့နော်အကြော်လေးတွေကိုအခုလိုမျိုးပကံလေးထဲမှာညှက်ထည့်ပြီးတော့ဂေါ်ဘီတို့လေးထည့်မယ်ကိုယ်တိုင်ဆက်ထားတဲ့အချင်းလေးရဲ့ပဲမုံလေးရဲ့ခရမ်းချင်လေးကိုထည့်ပြီးတော့တေချာလေးသမသွားအောင်နေထားပေးလိုက်ပါမယ်အခုဆိုရင်ကျမအိမ်မှာလက်ကျန်ရှိနေတဲ့ဟာလေးတွေကိုပဲရောပြီးအလွယ်တကူပြင်ဆင်လိုက်တာဆိုလို့ရှိရင်အာဟာရပြေဝတဲ့အကျော်ဆုံး3တပွဲရပြီပေါ့နော်ကဲအိမ်ရှင်မတို့လည်းကျမတို့လက်ကျန်အသီးရွက်လေးတွေရှိရင်အခုလိုမျိုးချက်ပြုတ်ပြင်ဆင်ပြီးတော့ကလေးတွေအကြိုက်အာဟာရရှိရှိချက်ပြုတ်ကြမယ်နော်